ဆယ်တန်းဖြေစရာနတ်မောင်မှာအကြောင်းမရှိလို့ရေနံကျောင်းမှာသူ့အကိုဥပဝင်းကျောင်းမှာဖြေတဲ့လူကငင်းနေမဲ့ထိန်လင်းကစနေသားကမလေးစာနာစိတ်ကြီးနေလိုက်တာထွက်လာပြီကားနဲ့ထွက်လာပြီအကျော်တဲပြီရပ်ပြီလူရင်းတို့ရှင်းရပ်ဒရိုင်မာတက်တက်ကြီးကျော်စိတ်ဆင်းသွားပြီအကျော်တဲလင်မယားနှစ်ယောက်ကျွန်တော်ကဟိုအခြေုံငယ်လို့မြန်ပြောနေတာမိမအကျော်ကျော်နေတယ်ဒဲဦးနဲ့ဘူးဒီကျော်လေးဘရားကျော်လေးကိုလာအထက်လာအောက်လှန်ပေါ့ယောက်ျားအဝတ်ကလေးနဲ့ဒါမျိုးရင်နွေးကွက်လေးနဲ့တုံနေတာတတိတဲလေးအမိုးလေးနဲ့မတ်တရက်လို့ဘွားဆိုလူတယောက်ဝင်လိုက်ပြီအုတ်ထုံနဲ့ကာကီအေးကြီးနဲ့ကာကီပေါင်းမီနဲ့ဟာဘိုးကျော်ဆန်းမဘာတော့မဟုတ်ဘူးဟဲ့မတကြီးမဟုတ်ဘူးလမ်းမေးအကျော်တဲစီဆင်းလာတာတိုင်းပြည်ကောင်းတော့ဘိုးကျော်ဆန်းကဲဖြစ်နေကွာဟာဆိုဘိုးကျော်ကြီးမင်းခွက်ချတာချမင်းတို့ဘယ်နေရလဲဟေ့အောင်ရိုးကောင်းပြောမယ်မကြောက်နဲ့ငါ့ကိုရိုးငါမေးတာဖြစ်ကျွန်တော်ဒနုယူဘက်ကပါဘိုးကျော်ဒနုယူဘက်ကမင်းဘာလေးလဲကျွန်တော်ကရင်ကဗျာမင်းဘောတက်လာရောင်တက်လာတယ်တိုင်းပြည်မညီမတဲ့နဲ့ဘိုးကျော်ကစစ်ဖြစ်တဲ့ကာလကြီးပါအင်္ဂလိပ်နဲ့ဂျပန်အထက်ဝင်တွေနဲ့ကရင်နဲ့ဗမာနဲ့တက်ကြကျွန်တော်တို့မိသားစုစောင်းနေခက်လို့ရန်ကုန်တက်ကြောက်မြောင်းမှာကျွန်တော်တို့အိမ်လေးငှားပြီးနေလို့မင်းတို့စပါလို့တာလေအစကျွန်တော်မြင်းလဲမောင်းတာဘိုးကျော်မကြိုက်လို့ကျွန်တော်တို့အကျော်မြတ်သားသမီးမရှိလားကျွန်တော်လင်မယားအသားမီးမထုံးရပါဘူးဘိုးကျော်အဆင်ပြေလားအကျော်လေးရောက်တဲ့ခါကျကျွန်တော်အဆင်ပြေဘိုးကျော်မင်းငါကြည့်နေတာကြာပြီစွတ်ကြချိုင်းပြန်နေဒီဇင်ဘာလာကြီးကျွန်တော်တို့ပြသူတပူတွေကြီးပေါ့ရောင်မချမ်းနေကြတယ်ငါကားမောင်းရင်နဲ့မင်းကိုဖြတ်ကြည့်နေတာမင်းတပတ်လောက်ရှိပြီနော်တဲ့ကဲအခုမှဆင်းလာတာမဟုတ်ဘူးတိုင်းပြည်ကောင်းဆောင်ကကားနဲ့တွိုင်းနေလှမ်းကြည့်နေတယ်ကွာလမ်းပြပိတ်သက်ကိုကားမှတ်တယ်မလူတွေကြက်သလားချောင်းသလားဈေးတယ်လေးတွေဘယ်လိုစားကြသလဲဒီလိုကြီးဂုံငွေကြီးနဲ့မဟုတ်ဘူးမဟုတ်ဘူးသူကမဟုတ်ဘူးသူကမဟုတ်လေဘာလဲကျွန်တော်ရိုးရိုးပြောတာကျွန်တော်မျက်စိကဘေးမချော်နဲ့တို့ကြီးမဟုတ်ဘူးဟိုကြည့်ဒီကြည့်သွားတာလေကြည်ရင်ကြမ်းလည်းမှာတွေ့တော့ဟေးအလွန်ထူးဆန်းနေနော်ဆင်းချလာတာလားအေးမင်းကိုငါပြောမယ်ကွာငါအိမ်မှာမခင်ကြီးနဲ့ငါနဲ့မနေ့ကညတော့စကားပြောကြသေးတယ်တဲ့တို့လမ်းထိပ်ကအကျော်တဲကကောင်းလေးကအဲ့မရှိဘာမရှိနဲ့မခင်ကြီးရဲ့ငါတနာနေတာငါတနေ့တော့ဆင်းမေးဦးမယ်ဆိုငါအခုရုံးညင်နေတဲ့ဆော့လို့ငါဆင်းမေးတာလေမင်းအဲ့မရှိဘူးလားအဲ့ကြမှာဆွတ်ကြကျင်းမဲ့ကောင်လေးကဘိုးကျကျွန်တော်မှမရှိပါဘူးဗမာပြည်သူပြည်သားများဆင်းရဲပြီဆိုရင်မတို့ကုန်းကောက်เสียမရှိပါဘူးထားပါတော့ဘိုးကျဆန်တာတွေ့ပြီလေမင်းအဲ့မရှိဘူးလားဟုတ်ကဲ့ဘိုးကျကျွန်တော်မရှိလို့ဘာလို့လဲထင်လဲကျွန်တော်ခုနချွတ်မဲ့အိမ်အနှွေးအိမ်တိုက်ပုံမဟုတ်ဘူးဟေ့အောင်ရော့မိုက်တဲ့နတ်မောက်သားအောင်